မင်္ဂလာဦးညကွက်ကိုသုံးပြီးတော့ဗန်ကိုတက်ခွာပြီးမြမျက်နှာတစ်ခုလုံးစုပ်ပြတ်ပြီးလဲတိုးနဲ့ရုံပေးလိုက်ရတဲ့ထိုင်ပါတိုက်ခိုက်အားကစားအစီအစဉ်တွေကိုတင်ဆက်ပေးနေတဲ့ K-Site ဂျာနယ်ကနေပြန်လည်ကြိုးဆိုပါရီ UFC 328ရဲ့ Flyweight တန်ချန်ပီယံကပတ်ကာကွယ်ပွဲမှာမြန်မာကုံဆောင်ချင်းဖိုက်တာလေးဂျိုရှိုဗန်ကစင်ကောတူဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာကိုကျိတ်နဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့တယ်လို့လဲတိုးနဲ့နိုင်ယူပြီးတော့ချန်ပီယံကပတ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာပါဒီပွဲဟာကန်ဆန်နဲ့စထရီလန်တို့ရဲ့ကောင်တွဲဆိုင်ထက်တောင်မှပုံမကောင်းမွန်ခဲ့ပြီးတော့လူငယ်ဖိုက်တာနှစ်ဦးစလုံးရဲ့ stand fight ထိုးသက်ချက်တွေနဲ့ ground game နဲ့ချုပ်ကွက်အားပြိုင်မှုတွေကြောင့်ပရိသတ်တွေအတွက်အားရကျင်းတဲ့စရာဖော်ပြမှုတစ်ခုဖြစ်ခဲ့တာပါပထမချီမှာဂျပန်လေးထိုင်ရာကဗန်ကိုမြေပြင်မှာတာစီရအောင်ချုပ်ကင်နိုင်ခဲ့ပြီးတော့တချီလုံးနီးပါးကိုပွဲထိန်ချုပ်သွားခဲ့တာကြောင့်ဗန်အတွက်တော်လေးကိုရုန်းကန်ခဲ့ရတာပါဒုတိယချီနဲ့တတိယချီတွေမှာတော့ဗန်ကပုံစံကောင်းပြန်ရလာခဲ့ပါသည်တိုင်ရာရဲ့ချုပ်ကွက်တွေကြားမှာရုန်းထွက်နိုင်ခဲ့သလိုအားပြင်းတဲ့လက်သီးတွဲလုံးတွေနဲ့ဒရက်ဇက်ကိုဖိအားပေးခဲ့တာပါဒုတိယချီမှာတိုင်ရာအဝင်ဗန်ရဲ့ညာဝိုက်လက်သီးချက်ကြောင့်တိုင်ရာလဲကျသွားခဲ့ရတဲ့ဖြစ်သွားခဲ့ရတာပါလောက်တာချီမှာတန်ရာကအာတင်ပြီးတော့ပြန်လဲရှင်ပြိုင်နိုင်ခဲ့ပေမဲ့နောက်ဆုံးချီဖြစ်တဲ့9ချီမြောက်မှာတော့ဗန်ကသူ့ရဲ့ဆွမ်းကိုပြေဝပြသခဲ့တာပါတန်ရာကို body shot တွေနှိုက်ခဲ့တယ်လို့မျက်နှာကိုပြတ်မှတ်ထားပြီးတော့ဇက်တိုက်ထိုးနှက်ခဲ့တာကြောင့်နောက်ဆုံးမှာတော့အလဲတိုးနဲ့ပဲပွဲသိမ်းသွားနိုင်ခဲ့ပါသည်တန်ရာကတက်ခွာပြီးတော့မင်္ဂလာဦးညကွက်တွေတုံးခဲ့ပေမဲ့ဗန်ကတော့လက်သီးဆိုတာဒီလိုကွာဆိုတော့ပြသခဲ့တာပါဒီနိုင်ပွဲကြောင့်ဂျိုရှူဗန်ကသူ့ဘော်ဝေဖန်မှုတွေကိုအလုံးနဲ့တက်တည်ပြနိုင်ခဲ့ပြီးပထမဆုံးချိန်ချန်ပီယံကပတ်ကာကွယ်ပွဲကိုအောင်မြင်အောင်လို့ကြော်ဖြတ်နိုင်ခဲ့တာဖြစ်ပါသည်ပွဲပြီးအင်တာဗျူးမှာလည်းသူ့ကိုအစဉ်တစိုက်အားပေးနေတဲ့မြန်မာပရိသတ်တွေကိုအထူးပင်ကျေးဇူးတင်ရှိတဲ့အကြောင်းပြောကြားသွားခဲ့ပါသေးတယ်။ဒီကနေ့အတင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရတိုက်ခိုက်ရေးအားကစားသတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရခင်ဗျာ။